မဟာဝမ်းနေနေတဲ့ပုံစံဟန်ဆောင်ပြီးအမေကျမပြောသားပဲသူစိတ်တက်ကမကောင်းဘူးလို့ဒါပေမဲ့သူကအိမ်ငါခကိုအချိန်မှန်ပေးတာလေကျမတယောက်တည်းတော့ဒီအိမ်ငါခကိုမတက်နိုင်ဘူးလို့ပြောလိုက်ပါတယ်အကူစမ်းပေါ်ကနဖူးကချွေးစီတွေကိုတုတ်ရင်းမချစ်ဘူးဒီနေရာမှာဆက်နေလို့မရတော့ဘူးတကယ်လို့သူကတခေါင်ရံမှာယူပြီးလူကိုဓာတ်နဲ့လာခုတ်ရင်ဘယ်လိုလုပ်မလဲလို့ကြောက်ကြောက်လန့်လန့်ပြောပါတယ်ကျမကလည်းဒါဆိုအမေတို့ဟိုတယ်သွားနေကြလေဒါပေမဲ့ကျမကြိုပြောထားမယ်ကျမလက်ထဲမှာအဆန်တကယ်မရှိတော့ဘူးဟိုတယ်ခကိုတော့အမေတို့ဘာသာပေးရမယ်လို့ဆိုလိုက်ပါတယ်အမေဒီဝေဖုန်းကတွားကြိတ်ပြီးနေကတော့တကယ်ကိုအကျွေးတောင်းနေသေးရဲ့မလဲလားတားငါတို့ဟိုတယ်သွားနေမယ်ဒီလိုစုပ်ပြတ်တဲ့နေရာမျိုးမှာအနာပေးနေခိုင်းရင်တော့ငါမနေဘူးလို့ပြောပြီးသူတို့ဟာခရီးဆောင်တက်တာတွေကိုဆွဲကစစ်ပြေးဒုက္ခတွေလိုတိုက်ခန်းကနေထွက်သွားကြပါတယ်ကျမကသတင်းပေါက်ကနေသူတို့လမ်းကြားထိပ်အထိသွားပြီးတက်စီတစီငါးစီသွားတာကိုစောင့်ကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်ကျမစီကိုနေမဆန်းနေခုနကတရုတ်ဆောင်တာဘလို့လဲလို့ message ရောက်လာပါတယ်ကျမကလက်မှတ်ထောင်ပြတဲ့ပုံလေးပြန်ပို့ပြီးအတော်လေးပြေဆုံးနေပြင်ပန်းသွားပြီးပတ်စံတော့ပေးလိုက်ပြီးနော်လို့ပြန်ထိလိုက်ပါတယ်ဖုန်းကိုချလိုက်ပြီးဒီနေ့ပတ်စုပ်ပြက်နေတဲ့အခန်းကိုဝေ့ကြည့်ရင်ဒါဟာပထမဆုံးအဆင့်ပဲရှိသေးတယ်သူတို့ရောက်လာမှတော့သူတို့ရင်ထဲကလောဘတွေကိုအညစ်တက်အောင်မချေဖြတ်နိုင်သေးပြီသူတို့လက်လျှော့မှာမဟုတ်ဘူးလို့တွေးနေပါတယ်ညှောလင်းထားတဲ့အတိုင်းပါပဲည9နာရီမှာကျမဟာကိုယ့်အိမ်ကထမင်းစားခန်းမှာထမင်းစားနေတော့အိမ်ကူကဟင်းပွဲတွေကိုလာချပေးနေချိန်မှာအမေဒီဝေဖုန်းစီကဖုန်းဝင်လာပါတယ်စန်းနေနဲ့အခုချက်ချင်းဟိုတယ်ကိုလာခဲ့လို့အမေကခေါ်ပါတယ်ကျမကအမေကျမအစားတောက်ပေးပို့နေတော့မယ်ဒီတစ်ခေါက်ပို့တာအချိန်ကျော်တော့မယ်လို့လိန်ပြောလိုက်ပါတယ်အမေကစကားများမနေနဲ့နေ့အကူမှာနေနဲ့တိုင်ပင်စရာအရေးကြီးကိစ္စရှိတယ်လို့ဆိုပါတယ်ကောင်းပါပြီအခုပဲလာခဲ့မယ်လို့ပြောပြီးဖုန်းချလိုက်ကကျမဟာအစားတောက်ဖို့တဲ့ဝစ်စုံကိုပြန်ဝတ်လိုက်ပါတယ်နိုင်ဝက်ကြတော့ဟိုတယ်ခန်းတကားကိုကျမခောက်လိုက်ပါတယ်ဒါဟာတညကို30ကျော်ပေးရတဲ့တာမန်ဟိုတယ်လေးဖြစ်ပါတယ်အမေဒီကွေဖုန်းအတွက်တော့ဒါဟာအတော်လေးအကုန်ကြများနေတဲ့ကိစ္စပါအကူစမ်းပေါ်ကတော့ကတင်ပေါ်မှာပက်လက်နံပြီးခင်းစော်နေပါတယ်အမေအကူဘာကိစ္စရှိလို့လဲလို့ကျမမေးလိုက်ပါတယ်စမ်းပေါ်ကဖုန်းကိုချပြီးထထိုင်ကစမ်းနေငါလဲမြင်ပါတယ်နင်အခုတကယ်ပဲစင်းရဲဒုက္ခရောက်နေတာပဲအဲ့ဒီတော့အိမ်ဝယ်ဖို့8000ပေးရမယ့်ကိစ္စကိုငါအခုလောလောဆယ်မတောင်းတော့ဘူးလို့ပြောပါတယ်ကျမမျက်ခုံးပြမိသွားတယ်ဒါကသူ့ရဲ့စရိုက်မျိုးမဟုတ်ဘူးလေဒါပေမဲ့ငါမကြခင်မင်္ဂလာဆောင်တော့မယ်ငါမှာအတီးတကျအလုပ်တစ်ခုတော့ရှိရမယ်မဟုတ်လားငါမျိုးပေါ်မှာမုံဆိုင်ဒီဇိုင်းဖွင့်မလို့နေငါကိုလုပ်ငန်းစားဖို့3000ထုတ်ပေးလို့သူကဆိုပါတယ်ကျမကသူ့ရဲ့အေးအေးဆေးဆေးတောင်းဆိုနေတဲ့မျက်နှာကိုကြည့်ပြီး3000ဟုတ်လားကျမမှာ30တောင်မရှိတာဘယ်ကနေ3000သွားရှာပေးရမှာလဲလို့မေးလိုက်ပါတယ်စမ်းပေါ်ကဟန်ဆောင်မနေပါနဲ့နင်းဒီမှာအစားတောက်ဖို့တာဒီလောက်ကြာပြီး3000တောင်မရှိဘူးဆိုတာဘလို့မှမချစ်နိုင်ဘူးပြီးတော့ငါလုပ်ငန်းကအရှုံးမရှိဘူးအလွယ်လေးလုပ်ရုံနဲ့တစ်လောက်ကို3000လောက်ရမှာအဲ့ဒီကြရင်နှိကိုအရင်ရောအတိုးရောပြန်ပေးမယ်လို့အထင်သေးတဲ့ပုံစံနဲ့ပြောပါတယ်အမေကလည်းဘေးကနေဟုတ်တယ်နင့်အကိုကအခုအလုပ်ကြီးအကင်ကြီးလုံးမဲ့သူပဲညီမဖြစ်သူကမကူညီရင်ဘသူကကူညီမှလဲဒီ3000ကိုနင်းထုတ်ပေးရမယ်ဒါဟာရှယ်ယာဝင်နေလို့ပဲသဘောထားလိုက်လို့ဝိုင်းပြောပါတယ်သူတို့သားမီးနှစ်ယောက်တယောက်တည်းပြောနေရဘူးကြည့်ပြီးကျမရင်ထဲမှာဘာမှမခံစားရပါဘူးကောင်းပါပြီအကိုကစီးပွားရေးလုပ်ချင်နေဆိုရင်ညီမအနေနဲ့တေချာပေါက်ကူညီမှာပေါ့ဒါပေမဲ့ပတ်စံကတော့ကျမမှာတကယ်မရှိဘူးအဲ့ဒီတော့မနှက်ထန်ကျမအခုကိုမြို့ထဲကဈေးကွက်အခြေအနေတွားကြည့်ဖို့ခေါ်သွားမယ်မြို့ပေါ်မှာမုံဆိုင်တွေဘလို့ဖွင့်ကြလဲဆိုတာတွားလေ့လာကြတာပေါ့တကယ်လို့ပတ်စံရနိုင်နေဆိုရင်ကျမအကျွေးတွေချေးပြီးတော့တောင်ဒီ3000ကိုရှာပေးပါမယ်လို့ပြောလိုက်ပါတယ်စမ်းပေါ်ကညလုံးတွေအယောင်တောက်သွားပြီးဒါနေပြောတာနော်စိတ်ချပါငါမျက်စိကအတော်လေးဆူရှာတယ်မနှက်ထန်ကြရင်ငါရဲ့စီးပွားရေးပါရမီကိုနေတွေ့ရလိမ့်မယ်လို့ဆိုပါတယ်ကျမကပြုံးပြီးကောင်းပါပြီမနှက်ထန်မှတွေ့မယ်လို့ပြောလိုက်ပါတယ်နောက်တနေ့မနေ့10နာရီမှာကျမဟာစကူတာစီးပြီးဟိုတယ်ရှိကိုရောက်သွားတဲ့အခါစမ်းပေါ်ကတကားဝမှာစောင့်နေပါတယ်သူကနည်းနည်းလူရဝင်းနဲ့ရှက်အင်ဂျီကိုတောင်လဲဝစ်ထားပါတယ်ကျမကအခုပါလာတဲ့အုတ်ထုတ်ကိုကမ်းပေးပြီးတွားကြဆိုအကူမြို့ကြီးရဲ့နေရာကောင်းတွေကိုတွားကြည့်ရအောင်လို့ခေါ်လိုက်ပါတယ်စမ်းပေါ်ကအုတ်ထုတ်ကိုယွန်းတလို့ကြည့်ပေမဲ့စောင်းလိုက်ပါတယ်နေ့ရဲ့ဒီစုပ်ပြက်နေတဲ့စကူတာကတေချာစီးနိုင်ပါမလားလို့သူကမေးပါတယ်စိတ်ချပါအတော်လေးနေပါတယ်လို့ပြောပြီးကျမဟာစကူတာကိုမောင်းထွက်ခဲ့ပါတယ်။နိုင်ဝက်လောက်ကြာတော့ကျမတို့ဟာမြို့လေခေါင်ကအစီကားဆုံးလမ်းမကြီးပေါ်ကိုရောက်သွားပါတယ်။အဲ့ဒီမှာတိုက်ငင်ကြီးတွေနဲ့လူတွေအများကြီးရှိနေပါတယ်။စမ်းပေါ်ကတော့ငေးကြည့်နေပြီးဒီနေရာကကောင်းလိုက်တာလူတွေဒီလောက်များတာဒီမှာမုံဆိုင်ဖွင့်ရင်ဒီနေ့ကိုဘယ်လောက်တောင်ရောင်းရမလဲလို့ပြောပြီးလမ်းထောင်ကအငှားချထားတဲ့ဆိုင်ကန်လေးကိုညွှန်ပြပါတယ်။ကျမကလည်းဟုတ်တယ်ကောင်းတာပေါ့။သွားမေးကြည့်ရအောင်လို့ပြောပြီးဆိုင်ထဲကိုဝင်သွားပါတယ်။ဆိုင်ထဲမှာပစ္စည်းတွေနေတဲ့အမျိုးသမီးကြီးတယောက်ရှိပါတယ်။အမဒီဆိုင်ကငှားမလားလို့ကျမမေးလိုက်တဲ့အခါအမျိုးသမီးကြီးကကျမတို့ကိုအကဲခတ်ကြည့်ပြီးဟုတ်တယ်ငှားမယ်လို့ဖြေပါတယ်။ဈေးကဘယ်လောက်လဲလို့မေးလိုက်တော့အမျိုးသမီးကြီးကဆိုင်ခွဲခ3000အင်္ဂါခကတစ်လကို3500ရွှန်9000စပုံငွေက3000စာချုပ်ပေးရမယ်လို့ပြောလိုက်ပါတယ်။စမ်းပေါ်ကပါဆိုင်ခွဲခ3000အင်္ဂါခတစ်လ3500ဟုတ်လား။ခင်ဗျားလူကိုတပြလိုက်နေရလားလို့အော်လိုက်ပါတယ်။မြို့သမီးကြီးကမောင်လေးတာကမြို့လေခေါင်ကရွှေနေရလေးပတ်ဝန်းကျင်ကိုတွားမေးကြည့်လိုက်ဘယ်ဆိုင်ကမှဒီဈေးထက်မနည်းဘူးဈေးကြီးရဲ့ထင်ရင်မငားနဲ့လေလို့ပြန်ပြောပါတယ်စမ်းပေါ်ရဲ့မျက်နာကမြည်ရဲသွားပြီးဘာမှပြန်မပြောနိုင်တော့ပါဘူးကျမကသူ့လက်ကိုဆွဲပြီးအကိုဒီနေရကကျမတို့မှန်းထားတဲ့ဈေးထက်ကျော်နေပြီးတခြားနေရာသွားကြည့်ရအောင်လို့ပြောပြီးဆိုင်ထဲကထွက်ခဲ့ပါတယ်စမ်းပေါ်ကတော့မကြည်မနှက်နဲ့ဒီမြို့ပေါ်ကလူတွေကတကယ်ကိုရုံမာတာပဲဆိုင်စုပ်လေးတစ်ခုကိုဒီလောက်တောင်းရလားလို့ဆိုပါတယ်ကျမကလည်းအကူမျိုးလေခေါင်ကဒီဈေးပဲလေအကူတောင်းတဲ့3000ကဒီမှာဆိုင်ခွဲခက်ရဲ့အစွန်းထွက်တာမရှိဘူးလို့ပြောလိုက်ပါတယ်စမ်းပေါ်ကတွားကြိတ်ပြီးမျိုးလေခေါင်မှာမငှားနိုင်ရင်တခြားနေရာသွားမယ်ငါဒီနေရာမဟုတ်ရင်တော့ဆိုင်ဖွင့်ကြအောင်ပါလို့ဆိုပါတော့တယ်အပိုင်းဆက်လေးတွေစက်ကြည့်ဖို့စိတ်ဝင်စားရဆိုရင် comment ထဲမှာအဆက်လို့ရေးခဲ့ပြီးအကောင့်လေးကို follow လေးလုပ်ပေးထားပါအောင်ရှင်